သွားဝေခေတော့လို့မဟုတ်ဘူးမင်းပြီလားယောက်ျားလေးတွေကဟမ်နေရာတကာသွားလို့မရဘူးမင်းပြီလားဟမ်မိန်းကလေးတွေကညအချိန်မတော်တော့ပိုက်ကြီးအောင်လည်းရှိမှာယောက်ျားလေးတွေကညအချိန်မတော်သွားရင်ဘာဖြစ်လဲပြီလားကိုကောင်းရမှာမင်းရမှတ်ဖြစ်တာကောင်းတာမဟုတ်ပညာကိုကောင်းကောင်းသင်ခိုင်းအောင်ပညာကိုကောင်းကောင်းသင်ဘာဖြစ်တယ်ညာဖြစ်တယ်မင်းဖတ်တော့မင်းတသိန်းညာမှာတော့ဘောဒီက3000ဝယ်4000နဲ့ဒီဝယ်ပြီးတော့မလို့မကြိုက်ဘူးဘာလို့မကြိုက်ဘူးတကယ်နဲ့စဉ်းစားကြည့်လို့ရှိရင်အေးဆိုတာအေးမိဘအိမ်ဆိုတာမိဘဆိုတာအင်ရှင်ကြီးမင်းတို့ကဧည့်သည်ကြီးဧည့်သည်ကြီးကဧည့်သည်ပြီးနေသားမှာတနေ့မင်းတို့အိမ်နဲ့မင်းတို့ဦးနဲ့မင်းတို့ပညာရေးပြင်ပေးလိုက်လို့မင်းတို့တက်ရောက်သွားလို့အိမ်တော်ကြီးတက်သွားလို့မင်းတို့ဦးမင်းတို့အိမ်နဲ့ဖြစ်တဲ့တနေ့ကြရင်အဖေကလာလေလို့ရှိရင်အဖေလူရောအနစ်နာခံပါမလားဟမ်ဒီကိုကြီးအိမ်တော့ထောက်ကြည့်လာတာဘာလို့တောင်းပြီးကိုလက်ကြမှာတောင်းဝင်မကြည့်ဘူးမလုံးငါတတိကြရင်အဲ့ဒါပြည့်လို့မှာအဲ့ဒါဖြစ်လာတဲ့အချိန်ကကြာမင်းတို့တောင်းဝင်ကြည့်ဖို့မင်းတို့ကောင်းနေမှာထည့်တာမင်းတို့အတွက်ကိုငါတောင်းဝင်ဘယ်လောက်ကြည့်အောင်လုပ်နေရရဲ့ခင်ဗျဟမ်အသားဟင်းငါဟင်းဘယ်လိုပြက်လာဒီထဲမှာကြည့်လာစသားရှိတယ်မဲသားရှိတယ်မစုံရှိတယ်ဟမ်အတော့ဟိုမစားနေတယ်ဒီချက်လို့မစားနိုင်ငါ၆ကရားလို့မစားနိုင်မင်းတို့အကြည့်တယ်ဒါမပြောပါဘူးဒါရှိရတယ်ကုန်သားအေးမဟုတ်ပါဘူးဘယ်လိုပြောကြလဲကြားရတာကိုပြောတာဒါငါ၆ကြည့်နေတယ်မစားလိုက်တော့ဘာမှမပြောငါပါအလုံးနေတော့မှမဲနေပြီမင်းတို့သိလားမင်းတို့အလှည့်ရောက်တော့မှာပါမင်းတို့အလှည့်ရောက်မှတာဝန်မကြည့်ရင်ဟမ်ကျေးဇူးရှင်ကျေးဇူးမသိကြရင်မလို့ဘယ်လိုလုပ်ငါပြောစကားလေးတော့နားထောင်မှာငါနဲ့နေနေတဲ့အချိန်ပါမင်းတို့ကဘယ်လောက်ထိယူရထားရဲ့ခင်ဗျမင်းအမလိုပဲယူရထားတာဟမ်ငါမင်းတို့ဘောင်ပညာရေးတက်လို့ရှင်ငါဘုံပြုတယ်မင်းတို့အမတော့ငါဘယ်လိုဘုံပြုရတယ်ဟမ်ဘောတာတရားခေါ်နေတယ်